ရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်ကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်နာကျင်ကြည်ခွဲတဲ့ညမှာဝမ်းနေခြင်းဒီတော်ဝင်ဖြူစင်မြင့်မြတ်တဲ့တခင်မတစ်ပါးကိုသူဟာတရားများပေးဖို့အိမ်ရှိသူရောက်လို့ကိုရောရှင်မနေမျိုးမှာကိုတကယ်မကြောက်လို့လားစေရာအိမ်တကားဝအာမီရှိုးခဲ့တာကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်ဇာပနာဖြစ်၏နာကျင်ကြည်ခွဲတဲ့ညမှာဝမ်းနေခြင်းလောင်သာနေတဲ့တကားကြကလူယုံမရပါမောင်လာနေတဲ့ညညမြမှာယုံထားကတရားရီနဲ့အိမ်များခဲ့ရဆူရဲ့သမီးပါဒါကိုဘယ်သူမှမမြင်အောင်မျိုးသိခဲ့သူဒါကိုဘယ်သူမှမမြင်အောင်မျိုးသိခဲ့သူနာကျင်နေတဲ့တာသမီးတို့အတွက်ဆိုသိခဲ့သူကိုရောမြတ်သမီးတို့ဤဇာပနာဖြစ်သည်ကိုရောမြတ်သမီးတို့ဤဇာပနာဖြစ်သည်နာကျင်ကြည်ဝဲတဲ့ညမှာဝမ်းနေခြင်းသည်ရင်ငွေမောမှာပွေးပတ်အိမ်ဆက်ကိုချွေးတဲ့သူမေတော်ကိုထားမသွားဘူးပြောကြခဲ့သူရင်ဝင်မောအတာတော်ကိုပြန်လဲပွေဖက်ခါကာဗလာမှာတွေ့ဖို့အတွက်ဂရီပေးသွားခဲ့တာကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်ကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်နာကျင်ကြည်ခွဲတဲ့ညမှာဝမ်းနေခြင်းသည်ကျွန်တော်ဒီလိုစကလုံးများနဲ့တီကုံးမှုကိုကျွန်တော်ဒီလိုစကလုံးများနဲ့ကျွေးမှုကိုတခင်မကြီးကပူပြူဖို့အတွက်ကျွန်တော်တောင်းစုပြုလို့အယောမေစေရမဟိကျွေးမှုကိုအယောမေစေရမဟိကျွေးမှုကိုနာကျင်နေတဲ့မြားရဲ့နှလုံးအိမ်နဲ့အခုလို့ကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်ကိုရောမြတ်သမီးတော်ဤဇာပနာဖြစ်သည်နာကျင်ကြည်ခွဲတဲ့ညမှာဝမ်းနေခြင်းသည်ဘာမုဟမ္မဒ် Muhammad sallallahu alaihi wasallam